Hey guys, Lily Bar. Finish my video go from your video Sheila. To the pit. The little camera lady go for my other one up by the way. This one is very cute, guys. I love this. Okay, so the video tema about Yellow Shane to a digital camera lady at the title finish your CD. Now be draw the second hand CD go. Shallow Yamani and go call much about it. To the story about share my branch in Yadushia one for all online my shy down there go any of the go about it. Go Lilin and need Dave to the cool on your right. So draw come along there, let's stretch your hand with me. See you in a bit, guys. Yeah, Parinka, nature video, yeah, the Udu Kali, Yan Tayari. Biosonga, winter jacket with Sam Ludolabe. Coffee Mata, the Bunia, and Lama coffee to cover with Forget Valley. Takara coffee to beach in Yuba, my energy cake bono. Simbidale, you didn't beat her, be my teacher for food. Okay, more energy kick. These are my favorite songs. I hope you don't mind me, guys. Spanish no me ale like why chama be meow. Here we are. Lunch break molo tell me what can I follow later. Cash converters ကသူကပစ္စည်းပဲရောက်တာမဟုတ်ပါဘူးပစ္စည်းပါဝယ်တာပါပေါင်း shop လိုမျိုးပေါ့နော်မြန်မာလိုဘယ်လိုခေါ်လဲတော့မသိဘူးထားပါတော့ဒီမှာ friend ယောက်ျားလေးတွေတော်တော်ပြောမှာဘာဖြစ်လို့လဲဆိုတော့ game ပစ္စည်းမျိုးစုံကိုရှိတာပါသူက Nintendo Switch တွေနောက်ပြီးတော့ Nintendo DS ဒီ Nintendo DS ဆိုလို့ရှိရင်အယောင်လေးတွေချစ်စရာလေးတွေနောက်ပြီးတော့ Game Boy တွေ controllers တွေပြီးတော့ action figures တွေမျိုးစုံကိုရှိပါတယ်ပြီးတော့သူတို့စီမှာ DVDs တွေ musical instruments တွေလည်းရှိပါတယ်သူတို့စီမှာ DJ စက်တောင်ရှိသေးတယ်ပြီးတော့ electronic ပစ္စည်းတွေလူသုံးကုန်ပစ္စည်းတွေတော်တော်ဆုံးဆုံးလင်းလင်းကိုရှိတယ်ပြီးတော့ကြောင်သုံးပစ္စည်းတွေဆိုရင်တော်တော်ကိုဈေးချိုတာဖုန်းတွေကတော့အပြင်ကဈေးတက်ရှင်ရင်နည်းနည်းတော့ pricey ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုက second hand ဝယ်မယ်ဆိုရင်တော့အပြင်ကဈေးနဲ့ compare လုပ်ပြီးမှဝယ်ဖို့အကြံပြုပေးချက်ပါတယ်ဒီမြန်မာကအပြင်မှာဆိုယူရို300ကျော်ရှိပါတယ်ဟိုပြရတာ box မပါတော့သူတို့ဒီဈေးနဲ့ပဲရောင်းတာဖြစ်ရမယ်ဒီ store မှာတော့ designer box တွေမတွေ့ခဲ့ဘူးပေါ့နော် Brussels မှာတော့ designer box တွေပါရှိပါတယ်camera set တော့များများကအပြင်က signation တော်လေးစီးချိုတယ်ပေါ့နော်လေးလေးဖဖချင်းပြရတဲ့ camera ပန်းရောင်လေးဆိုရင်သူကလုံးဝ very fine အဲ့ဒါကို40 euro ပဲပေးရပါတယ်မြန်မာငွေနဲ့ဆိုရင်2သိန်းကျပ်ထဲပါတချို့လုံးနေဆိုရင်20 30အဲ့လောက်ပဲပေးရတယ်ပေါ့နော်အဲ့တော့ကိုဒီလို digital camera လေးတွေကို color လုပ်ရတာကြိုက်တဲ့သူတွေအတွက်လုံးဝကိုအဆင်ပြေတဲ့ဆေးပါကဲဒီတစ်ခေါက်တော့လေးလေးကြောက်ဘာ treasure လေးများရှာတွေ့ကြလဲဆိုတာကို comment ပြီးတော့ comment ပေးကြပါဦးနော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ဒါဆို in my next vlog